သူမဟာတန်မိုးရှိတဲ့ဆုလက်တစ်ခုလိုအဆက်ဆံခံခဲ့ရပေမဲ့တကယ်တော့သူမရဲ့မိခင်ရင်ကိုယ်တိုင်ကသူမနဲ့မဆိုင်တဲ့လက်ဝှေ့ပွဲနိုင်ကျွေးအတွက်မှောင်ခိုဈေးကွက်မှာရောင်းစားလိုက်တာပါလက်ဝှေ့ကလပ်တစ်ခုလုံးကပရိသတ်တွေရဲ့အောင်ဟစ်တန်တွေနဲ့စူညံနေပြီးငွေဆက်ကူတွေဟာလက်ပြောင်းလက်လွတ်ဖြစ်နေကြတဲ့အမျိုးသားတွေဟာသူမကိုလူသားတစ်ယောက်လိုမမတ်ယူပဲကုန်ပစ္စည်းတစ်ခုလိုသဘောထားပြီးလေလံဆွဲအော်ဟစ်နေကြတာပါဒီနေရာကဘယ်တော့မှစပြီးမိန်းကလေးတွေကိုရောင်းစားနေတာလဲလို့ CEO ကပြောလိုက်ပြီးသူ့အင်ဂျီလက်စတွေကိုလိတ်တင်ကကျိုးဝိုင်းထဲကိုကိုယ်တိုင်တက်သွားပါတယ်အဲ့ဒီပွဲကကြာရှိမခံလိုက်ပါဘူးတက်ရက်ပြီးပြင်းထန်တဲ့တစ်ချက်တည်းသောအလဲထိုးမှုနဲ့တင်ပွဲကပြီးသွားခဲ့ပါတယ်တလောကလုံးတိတ်ဆိတ်သွားချိန်မှာတော့ CEO ကလူအုပ်ကြီးကိုကြည့်ပြီးဒီမိန်းကလေးကိုငါခေါ်သွားမယ်လို့ပြောလိုက်တယ်ဘယ်သူမှလည်းပြန်မပြောရဲကြပါဘူးနောက်ပိုင်းမှာသူကညတညအတွက်ဒေါ်လာ3သိန်းလို့ဈေးဖြတ်ပါတယ်သူမကတော့ချက်ချင်းပဲဝေခွဲမနေပဲညှင်းဆိုလိုက်တယ်အဲ့ဒီအခါ CEO ကအေးဆက်ဆက်နဲ့ပဲမင်းကြောက်နေရင်ကြောင်းပြန်တက်ပြီးစာပဲစူးစမ်းလိုက်တော့ဒီလိုရွေးချယ်မှုမျိုးတွေလုပ်เสียမလို့တဲ့ဘဝစီပဲပြန်ပြေးလိုက်ပါလို့ဆိုပါတယ်သူမတကယ်ပဲထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဖုန်းမြည်လာလို့ကိုင်းလိုက်တဲ့အခါမိခင်ဖြစ်သူရဲ့ခက်ထန်ပြတ်သားတဲ့အတန်ကိုကြားလိုက်ရတယ်သူမရဲ့မောင်လေးအတွက်တင်တောင်းငွေဒေါ်လာ3သိန်းအခုချက်ချင်းလိုနေတယ်တဲ့တခြားရွေးချယ်စရာလုံးဝမရှိပါဘူးအမြဲတမ်းလဲဒီလိုပါပဲအဲ့ဒီအချိန်မှာပဲဒါဟာကြောက်ရွံ့နေရမယ့်ကိစ္စမဟုတ်တော့ပဲလွတ်မြောက်ရလန်းဖြစ်တယ်ဆိုတာသူမနားလည်သွားပါတယ်သူမဟာအပြင်မှာရှိနေတဲ့ CEO စီကိုတွားပြီးကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်။သူမဟာတစ်ဖက်သားကိုမြှုပ်ဆွဲတာမျိုးဟန်ဆောင်တာမျိုးမလုပ်ဘဲရိုးသားမှုနဲ့အတူစိတ်ပြတ်အားငယ်မှုတွေကိုအရှိတိုင်းပဲပြသလိုက်ပါတယ်။ CEO ကသူမကိုအကြာကြီးစိုက်ကြည့်နေမိတယ်။ကားထဲကိုရောက်တဲ့အခါမှာတော့သူမက CEO ကိုဖတ်ထားရင်ကျမမှာအတွေ့အကြုံမရှိဘူး။ဒါပေမဲ့တင်ယူဖို့အဆင်သင့်ပါပဲလို့ပြောလိုက်ပါတယ်။သူ့ရဲ့အိမ်ကေဟာကိုရောက်တဲ့အခါမှာတော့သူမဖြတ်တန်းခဲ့ရတဲ့ဝေယုံသုံးကားလောကကြီးနဲ့ဝေးကွာပြီးငြင်းချမ်းနေတယ်လို့ခံစားရပါတယ်။ဒါမျိုးကသူမအတွက်ပထမဆုံးအကြိမ်ဖြစ်နေတာကိုဝန်ခံလိုက်တဲ့အခါမှာလည်းသူကလှောင်ပြောင်ခြင်းမရှိဘဲခံစားချက်တစ်ခုခုကိုပြန်လည်သုံးသပ်နေတယ်လို့မျိုးပြုံးပြပါတယ်။သူမကိုအခွင့်ကောင်းယူမဲ့အစားမိသားစုကသူမအပေါ်ရရက်ဆက်ဆက်တိဆောက်ထားတဲ့လှောင်အိမ်ထဲကနေကဲထုတ်တယ်လို့မျိုးသူမကိုအသာရပွေ့ချီသွားခဲ့ပါတယ်။အခန်းတကားတွေပိတ်သွားတဲ့အချိန်မှာတော့တခုတော့တေချာသွားပါပြီ။အဲ့ဒီညဟာအရာအလုံးကိုပြောင်းလဲစေတော့မှာပါ။